BNI ကိုစတိုက်တဲ့ကြားတဲ့ခါကျတော့ BNI ဘက်ကတော့ကျွန်တော်တို့ကရက်တည်ရတော့မယ်ခင်ဗျားတို့တွေတော်လန်ရေးနဲ့တူအောင်မလုပ်ဘူးယုံကြည်ချက်တွေကိုအလွဲသုံးစားလုပ်တဲ့လူတွေခင်ဗျားတို့ကြဆုံးလိမ့်မယ်ပြည်သူတရက်လုံးအနေနဲ့လည်း BNI ဘက်ကရက်တည်ပေးကြပါ BNI တက်ကိုအခုလက်ရှိ MOD အောက်ကတက်ရင်တက်ဖွဲ့တွေကဝင်တိုက်နေတဲ့ကိစ္စကြီးကတော့ဒါတော်တော်ရုပ်ပေါက်သွားပြီအကျိုးစီးပွားပေါ်မှာမှီတင်းနေတဲ့ကျွန်တော်တို့ရဲ့ဒီတော်လန်ရေးကြီးကနိုင်ငံတကာပြရုံမှာတော်တော်လူထင်သေးစရာနိုင်ငံတကာကနေပြီးတော့အထင်မြင်သေးလောက်တဲ့အဆင့်ကြီးကိုဖြစ်နေတဲ့ကိစ္စကြီးကတော့ကျွန်တော်တို့အနေနဲ့လက်မခံပါဘူး BNI နဲ့เนาะဗမာမျိုးသားတော်လန်ရေးတပ်ဖွဲ့နဲ့ကျွန်တော်တို့ MOD အောက်ကတက်ရင်တပ်ဖွဲ့တွေတိုက်နေကြပါပြီအဲ့တော့အားလုံးပဲပြည်သူတွေလည်းသတင်းကိုနားထောင်ကြပါခုနဲ့အတူခင်ဗျားတို့ကရက်တီအောင်လို့ BNI ကိုတွန်းပို့နေတာ BNI ဒီပြည်သူဘက်ကိုရက်တီတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ဘယ်တော့မှလည်းရန်သူနဲ့ပေါင်းမယ်လို့တော့ကျွန်တော်တို့ကမယုံကြည်ဘူးတစ်ဖက်ဆောင်းနေကြီးနဲ့လောက်တာကြီးကတော့တိတ်အဆင်မပြေဘူး BNI အနောက်မှာ EOR တွေရှိပါတယ် BNI ဒီအမှန်တရားကိုလုံနေတဲ့ပေါ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်နေတယ် BNI ရဲ့အမှန်တရားကိုပေါ်ဆောင်နေတာလှုပ်ဆောင်နေတာဖြစ်တယ် BNI ဒီအမှန်တရားကိုလုံနေတဲ့အဖွဲ့မဟုတ်ဘူးအမှန်တရားကိုလုံနေတယ်ဆိုတာကလုံယူပြီးတော့လူရုပ်တွေစုပြီးတော့လုံယူတဲ့ကိစ္စအဲ့တော့ကျွန်တော်တို့ BNI ကိုသက်ဆိုင်ရာ EAO တွေနဲ့သက်ဆိုင်ရာဒေသမှာရှိတဲ့ local တွေကလည်းဝိုင်းရံပေးပါစီရေးရကျွန်တော်တို့ဒီမတရားဖိနှိပ်ချုပ်ချယ်တဲ့စစ်အာဏာရှင်နဲ့အတူကိုအာဏာရအစိုးရလို့သတ်မှတ်ထားတဲ့အာဏာယူတွေကိုပင်လင်းမြေပြင်ပေါ်ကနေအပြီးပိုင်းတိုက်ထုတ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့မှတ်ချက်ပြုပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန်ရေးကာလနှစ်နီးပါးကြာလာတဲ့အချိန်မှာအညာမြေပလဲမြို့နယ်အတွင်းကတော်လန်ရေးအင်အားစုအချင်းချင်းကြားလက်နက်ကင်တိုက်ပွဲတွေဖြစ်ပွားနေတာဟာအင်မတန်စိတ်မကောင်းစရာသတင်းတစ်ခုပါပဲ NUG လက်အောက်ခံတပ်တွေကဘိုးနဂါရဲ့ BNRA ကိုအလင်းငိုက်ဝင်ရောက်တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီးမြေပြင်ရဲဘော်ကိုနိုင်အောင်ကပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်ရန်သူအားရအောင်လုပ်နေတာလားလို့မေးခွန်းထုတ်ရင်ဘိုးနဂါနောက်မှာဘလို့အင်အားစုတွေရှိနေတယ်လဲဆိုတာအခုပဲကြည့်ရှုလိုက်ရအောင်ပါကဲဘလို့တွေဖြစ်ကြရလဲဗျာခင်ဗျားတို့ကရက်ွက်ထဲမှာလူကြီးတယောက်ဆိုပြီးတော့ရက်ွက်ထဲမှာရန်ဖြစ်နေတဲ့နော်မုတ်ဆိုးမနဲ့တခုလည်းနဲ့ရန်ဖြစ်နေတဲ့ကိစ္စကိုလူကြီးလောက်တဲ့လူကမရှင်းပေးတဲ့အပြင်လက်ခုပ်လက်ဝါးတီးတဲ့ပုံစံမျိုးတော့ဖြစ်နေပြီလို့ကျွန်တော်တို့ကယူဆတယ်အခုတော့နော်ပလဲမှာ NUG ဘက်ကတက်တွေကစတိုက်တယ်တဲ့ BNI ကိုBNI ကိုစတိုက်တယ်ကြားတဲ့ခါကျတော့ BNI ဘက်ကတော့ကျွန်တော်တို့ကရက်တည်ရတော့မယ်ခင်ဗျားတို့တွေတော်လန်ရေးနဲ့တူအောင်မလုပ်ဘူးယုံကြည်ချက်တွေကိုအလွဲသုံးစားလုပ်တဲ့လူတွေခင်ဗျားတို့ကြဆုံးလိမ့်မယ်ပြည်သူတရက်လုံးအနေနဲ့လည်း BNI ဘက်ကရက်တည်ပေးကြပါเนาะအခုကျွန်တော်တို့အခုပဲကျွန်တော်တို့ BNI တက်တွေနဲ့ NUG လောက်ခံတက်တွေတိုက်နေကြပါပြီเนาะကျေးဇူးပြုပြီးတော့ပြည်သူလူထုအနေနဲ့လည်းလက်ရှိအချိန်တွေမှာ BNI ဘက်ကရက်တည်ပေးဖို့ကျွန်တော်တို့တောင်းဆိုချင်တယ်တိုင်းပြည်အခက်အခဲကြက်တဲတွေဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဗတ်ပေါင်းစုံရန်သူအားရအောင်လုပ်နေတဲ့ကိစ္စကြီးကတော့ကျွန်တော်တို့အနေနဲ့လက်မခံပါဘူးအဲ့တော့ကျွန်တော်တို့တွေကလက်ရှိနိုင်ရစားတဲ့စစ်အာဏာရှင်စနစ်ကိုတော်လှန်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့လက်အောက်မှာရှိနေတဲ့သေးငယ်တဲ့အဖွဲ့အစည်းတွေကိုမစူးစီးဘဲနဲ့ပြောလို့ရင် Federal တို့ Social တို့ Democracy တို့အမျိုးမျိုးသောခေါင်းစဉ်တွေနဲ့ကျွန်တော်တို့နိုင်ငံမှာပြောတာရှိတယ်ဒါပေမဲ့လက်ရှိအချိန်တွေမှာတော့ကျွန်တော်တို့တွေကကြောင်ကြိုက်တခြားဖင်တခြားနဲ့ကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒတွေထက်ကျွန်တော်တို့လိုအပ်နေတဲ့ကာလတွေကိုဖျက်ဆီးမှုဆိုရင်ကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒတွေကိုဆန္ဒမစောဘဲနဲ့ပြည်သူလိုလားတဲ့ဆရာနာရှင်စနစ်ကိုစနစ်တကျတိုက်ဖြတ်ဖို့ဆိုရင်လက်တွဲညီစီရုံညီညွတ်ရှိဖို့တော့လိုတယ်အခု BNI တက်ကိုအခုလက်ရှိ MOD အောက်ကတက်ရင်တပ်ဖွဲ့တွေကဝင်တိုက်နေတဲ့ကိစ္စကြီးကတော့ဒါတော်တော်ရုပ်ပေါက်သွားပြီအကျိုးစီးပွားပေါ်မှာမှီတင်းနေတဲ့ကျွန်တော်တို့ရဲ့ဒီတော်လန်ရေးကြီးကနိုင်ငံတကာပြရုံမှာတော်တော်လူထင်သေးစရာနိုင်ငံတကာကနေပြီးတော့အထင်မြင်သေးလောက်တဲ့အဆင့်ကြီးကိုဖြစ်နေတဲ့ကိစ္စကြီးကတော့ကျွန်တော်တို့အနေနဲ့လက်မခံပါဘူးအဲ့တော့သက်ဆိုင်ရာ NUG MOD လူကြီးတွေအနေနဲ့လည်းကိုလူမျိုးချင်းကိုတော်လန်ရေးသမားချင်းကြားမှာပြန်လဲတိုက်ခိုက်ပစ်ခတ်တပ်ဖြတ်နေတဲ့ကိစ္စတွေကိုရှင်းပါခင်ဗျားတို့တွေလက်ရှိကာလမှာတရားမျှတမှုဒန်းတူညီမျှမှုဆိုတာထက်ကိုခင်ဗျားတို့ပွင့်လင်းမြင်သာမှုမရှိတဲ့เนาะခင်ဗျားတို့ရဲ့တရားစီရင်ရေးစနစ်တွေဘသူကဘသူကိုဆိုတဲ့ကိစ္စကြီးကတော်တော်လေးကိုတော့အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ကရန်သူကိုတိုက်နေတဲ့အချိန်မှာရန်သူဘက်ကိုရောက်သွားအောင်လို့တော့ကျွန်တော်တို့တွေးခွဲလို့မရဘူးဒါကကျွန်တော်တို့တော်လိုင်းရေးဖြစ်စဉ်တစ်ချောင်းလုံးမှာကြည့်မယ်ဆိုရှင်တွေးခွဲသွားတဲ့လူတွေအကုန်လုံးကရန်သူဘက်ကိုရောက်သွားတဲ့လူတွေအကုန်လုံးကစုစည်းဖို့ကဆယ်စုနှစ်တစုကြောင်တော်တော်ခက်ခဲတယ်အခုတော့ BNI နဲ့ MOD အောက်ကတက်ရင်တွေတိုက်တဲ့ကိစ္စကြီးကတော့ကျွန်တော်အနေနဲ့ကန့်ကွက်ပါတယ်တကယ်လို့မတရားမှုကိုတွန်းလှန်နေတဲ့ BNI တပ်ဖွဲ့တွေကိုပြည်သူတွေအနေနဲ့လည်းဝိုင်းရံပေးပါကြလို့ပြောပါတယ်ပြောချင်ပါတယ်အခုပလဲမှာ MOD တပ်တွေကအလင်းငိုက်ဝင်တိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ BNI နဲ့နော်ဗမာမျိုးသားတော်လှန်ရေးတပ်ဖွဲ့နဲ့ကျွန်တော်တို့ MOD အောက်ကတိုက်ရင်တပ်ဖွဲ့တွေတိုက်နေကြပါပြီအဲ့တော့အားလုံးပဲပြည်သူတွေလည်းသတင်းကိုနားထောင်ကြပါအခု MOD အောက်ကတိုက်လို့နော်မနေ့ကကြေညာချက်နဲ့ပတ်သက်ပြီးတော့ MOD အောက်ကတိုက်ရင်တပ်ဖွဲ့တွေကသူတို့ရဲ့လက်ဝေခံအဖွဲ့အစည်းတွေပေါ့ဗျာဒါဆိုတော့ပြောသလိုလက်ဝေခံအဖွဲ့အစည်းပဲပြောရမှာဘာလို့ဆိုတော့ဒီပါကပါတို့ပါလာဖာတို့ဆိုတာကအဆွဲထက်လာလို့မရတဲ့
တော်လိုင်းရေးအင်အားတွေမကြီးလာအောင်နော်တော်လိုင်းရေးအင်အားအစုတွေဖြစ်တဲ့သူတို့နဲ့အမြင်မတူရင်ငါရန်သူဆိုတဲ့ဘုံရန်သူတို့တတ်မှတ်တဲ့ကိစ္စကြီးကတော့တော်လိုင်းရေးအင်အားကိုရော့စေသလိုတော်လိုင်းရေးပြည်သူတွေနေနဲ့လည်းဒီနေ့တော်လိုင်းရေးပေါ်မှာတော်လိုင်းရေးဝေဝါးနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကပြောချင်ပါတယ်အခု BNI ကိုဝင်တိုက်တဲ့ကိစ္စကတော့ကျွန်တော်တို့အနေနဲ့လုံးဝကန့်ကွက်ပါတယ်ပြည်သူတရက်လုံးအနေနဲ့ကလည်း BNI ဘက်ကရက်တီပေးဖို့ကျွန်တော်တို့ပြောချင်ပါတယ်အခုတိုက်နေပါပြီနော်တကယ်တိုက်နေတာပါနော် BNI ကိုအလင်းငိုက်ဝင်တိုက်တဲ့ကိစ္စတော့ကျွန်တော်တို့ကန့်ကွက်တယ်ဟုတ်တယ်ဘုံနဂါကိုတိုက်နေတာဘုံနဂါတို့အဖွဲ့ကိုတိုက်တဲ့အတွက်မလို့ဘုံနဂါတို့ကလည်းပြန်တိုက်မှာအဲဒီတော့ဘုံနဂါရဲ့နောက်မှာဘယ်သူတွေပါလာမလဲဆိုတာတော့စောင့်ကြည့်ပါဗျာအဲဒီတော့ကျွန်တော်တို့ကစကားနဲ့ပလင်မခံဘူးအလုံးနဲ့တက်တည်ပြမယ်အဲဒီတော့ကျွန်တော်တို့ဘုံနဂါဒီတော်လိုင်းရေးပေါ်မှာမှန်မှန်ကန်ကန်ယုံကြည်နဲ့သူတို့လုပ်နေတဲ့ကိစ္စကြီးကိုကျွန်တော်တို့ကမြင်ရမယ်ဗျာနော်တော်လိုင်းရေးပေါ်မှာဘယ်လောက်ထိသစ္စာရှိလဲဆိုတာကိုကျွန်တော်တို့မြင်ရမယ်အခုလက်ရှိကျွန်တော်တို့ဒီပါကပတွေပါလာဖတွေပါအဖတွေဆိုတာက EO နယ်မြေမဟုတ်တဲ့ဗမာပိုင်းမှာတော်တော်လူပါဝနေတယ်တချို့သောပါကပတွေတချို့သောပါလာဖတွေတချို့သောပါအဖတွေနော်အဲဒီတော့လက်ရှိကျွန်တော်တို့ BNI နဲ့ဖြစ်နေတဲ့တိုက်ပွဲဒီ BNI တွေဒီပြည်သူဘက်ကိုယုံကြည်နဲ့ပြည်သူကိုမျက်နှာမူထားတဲ့အဖွဲ့ဖြစ်တဲ့အတွက်နိုင်ရမယ်အဲဒီတော့ BNI ဘက်ကအားလုံးရက်တည်ပေးဖို့ကျွန်တော်တို့ကတောင်းဆိုတယ်ကျွန်တော်တို့ဒီပါကပပါလာဖပါအဖUNG လက်မမီပဲနဲ့မြောက်ပေးတိုင်းဂွေးတောင်ကအစီရင်ခံစာလေးကိုအတည်ပြုပေးပြီးတော့ကိုလူမှန်ပါတယ်ဆိုတဲ့အကြောင်းကြီးကတော့ကျွန်တော်တို့နဲ့လက်သက်ခံစရာအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တို့ဒီပြည်သူလူထုအနေနဲ့လည်းဒီတော်လန်ရေးပေါ်မှာမှန်တယ်မှားတယ်ကောင်းတယ်ဆိုတာအချက်ကိုကျွန်တော်တို့အမှန်တရားကိုသိမြင်ဖို့အရန်လိုအပ်ပါပြီအခုမက်ကြီးပြကိစ္စနော်ဆောနာပြောဆိုမက်ကြီးပြကိစ္စလောကကိုင်ခတ်နေတဲ့ကိစ္စတွေနောက်တော့ဆီယာမကြီးဒေါ်တူတူလင်ကိုမတရားဖမ်းဆီးတဲ့ကိစ္စတွေကျွန်တော်တို့တွေကဘာတွေဖြစ်စေချင်တာလဲဆိုတော့ကျွန်တော်တို့ကစစ်အုပ်စုနဲ့မခြားနာပဲလုပ်နေတဲ့ပုံစံကြီးကတော့ကျွန်တော်တို့ကန့်ကွက်ပါတယ် UNG မှာကျွန်တော်ဆောတော့ဟိုမှာကျွန်တော်တို့ဒီဗီဒီယိုကောနဲ့ပြောတဲ့ချိန်ပေါ့နော်ကျွန်တော်ဗာပြောခဲ့လဲဆိုတော့ကျွန်တော်တို့ဒီတော်လန်ရေးအင်အားစုတွေထဲမှာ UNG ကိုတိုင်လင်ပင် UNG ကိုတိုင်ကပင်လင်ကျွန်တော်တို့ရဲ့ဒီတော်လန်ရေးကိုတချို့သော UNG မှာရှိနေတဲ့လူတွေကဖျက်ဆီးနေလားလို့ကျွန်တော်တို့လည်းယုံမှားတန်တရားရှိနေပါပြီအဲ့တော့ဗာလဲဆိုတော့ကျွန်တော်တို့ UNG မှာစီးရေးနဲ့မသက်ဆိုင်တဲ့သမရယုံပြောခွင့်ဆိုခွင့်ရှိသူနေဖုံးလက်တို့နောက်တော့ကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနကဒေါက်တာဇော်ဝေဆိုးတို့စစ်အကြောင်းတွေထွက်ပြောနေတဲ့ကိစ္စကြီးကတော့ဒါကတော့အမတန်မှရုပ်ပေါက်လုံးပါလေတကယ်တော့စစ်ရေးချုပ်ရဲ့နော်စစ်ကော်မရှင်အောက်ကရှိနေတဲ့ဟိုဒါစစ်ရေးတာဝန်ခံတွေတက်ဆိုင်ရာဟိုဒါဒီ UNG ဝင်ကြီးဥယျာဉ်မုံပါဗျာဥယျာဉ်မုံတော်၎င်းတက်ဆိုင်ရာတာဝန်ရှိတဲ့စစ်ဒေသမှုတွေတော်၎င်းထွက်ပြောရမယ့်ကိစ္စမှာတိုက်ပွဲတွေအတိုင်းကိုကြုံတဲ့လူကနေပြီးတော့အင်တာဗျူးနေတဲ့ကိစ္စတွေတော့မီဒီယာတွေနဲ့လည်းပတ်သက်ပြီးတော့ကျွန်တော်တို့ကပြောချင်တယ်မီဒီယာတွေဒီလည်းပွင့်လင်းမြင်သာစွာနဲ့တစ်ဖက်ဆောင်နေမဟုတ်ဘဲနဲ့ပြည်သူပေါ်ရက်တည်တဲ့တော်လန်ရေးပေါ်မှာမှန်မှန်ကန်ကန်ရက်တည်တဲ့သတင်းမီဒီယာတွေဖြစ်စေချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကလက်ရှိလက်ချက်တက်မစ်ပေါ့ဗျာခင်ဗျားတို့ဗမာအင်အားစုလက်ချက်တက်မရရတဲ့ဆိုတော့2020ရွေးကောက်ပွဲရလက်ကြီးကိုစောက်ကြောင်းပြပြီးတော့ခင်ဗျားတို့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေမူကြီးကိုကင်ပြီးတော့ခင်ဗျားတို့ကအနိုင်ရလွတ်တော်ကိုယ်စားလှယ်တို့ဆွဆွဲပြောဆိုနေတဲ့ကိုအထင်ကြီးတွင်းနဲ့ထင်ရောက်နေတဲ့လူတွေကိုပြောချင်တယ်အဲ့တော့လက်ချက်တက်မစ်ကိုမင်းအောင်လိုင်ကလည်းယူနေပြီခင်ဗျားတို့ကိုယ်တိုင်ကလည်းသက်ဆိုင်ရာတိုင်းရင်းသားတွေနဲ့ပူးပေါင်းဆောင်ရွက်မှုလည်းမရှိတိုင်းရင်းသားတွေနဲ့အားနည်းချက်တွေအများကြီးတွေနဲ့ခင်ဗျားတို့ကရှိနေတဲ့ပုံမှာပြပြတသားမဆောင်ရွက်နိုင်တဲ့ပုံမှာကျွန်တော်တို့ကတော့အားမလို့အားမရဆိုတာလည်းကျွန်တော်တို့ကန့်ကွက်တယ်ဗျခင်ဗျားတို့ကတိုင်းရင်းသားထဲမှာဆိုရင်တိုင်းရင်းသားကရင်ဘက်မှာဆိုလည်းကရင်ကနေပြီးတော့ lobby တွေပေါ့ဗျာခွက်ခောက်တွေကိုမြှောက်ပေးတယ်အဲ့ဒီခွက်ခောက်တွေကလည်းစာမတက်ပေမတက်နဲ့ကရင်တွေပေါ်မှာထိုးနဲ့တိုက်ခိုက်တယ်ဒီလိုပဲအဓိကတော့ခင်ဗျားတို့ကကရင်ပေါ်မှာမကျင်တဲ့ပုံစံမျိုးတွေတချို့ဟာတွေတွေ့ရတယ်တော်လိုင်းပေါ်မှာအဲ့တော့အခုခင်ဗျားတို့ကကိုဗမာပိုင်မြေမှာတော့မှလွတ်မြောက်စွာအဲ့တော့ဒီမြေပြင်မှာရှိနေတဲ့အခြေအနေတွေတက်ကိုဆိုတော့ကိုဒီဗမာပိုင်မြေတော်မှunit တစ်ခုကိုမတိဆောက်နိုင်မဲနဲ့ပြည်တော်စုစနစ်ဆိုပြီးစောက်ကြီးစောက်ကျန်နေငါတို့ကအနိုင်ရလွတ်တော်ကိုဆိုလဲငါတို့ကအနိုင်ရလွတ်တော်အမတ်တွေဆိုပြီးတော့ကိုလက်ချက်တမစ်အစိုးရလို့သတ်မှတ်နေတယ်ဟိုကခင်ဗျားတို့အောက်တန်းစားတော်လှန်ရေးနဲ့အတွေးခေါ်မဲတဲ့တော်လှန်ရေးဖြစ်နေပြီအဲ့တော့အခုလက်ရှိ BNI တွေဒီတရားတော်စစ်ကိုဆင်နွှဲတယ်လို့ကျွန်တော်တို့ကမှတ်ချက်ပြုတယ် BNI တွေဒီရန်သူနဲ့အတူเนาะခင်ဗျားတို့ကဟိုရန်သူနဲ့အတူခင်ဗျားတို့ကဟိုရက်တီအောင်လို့ BNI ကိုတွန်းပို့နေတာ BNI ဒီပြည်သူ့ဘက်ကိုရက်တီတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ဘယ်တော့မှလည်းရန်သူနဲ့ပေါင်းမယ်လို့တော့ကျွန်တော်တို့ကမယုံကြည်ဘူးယုံလည်းမယုံဘူး BNI ဒီပြည်သူဘက်ကိုမရက်တီပြီးပြည်သူလူထုနဲ့အတူဟိုအောင်ပွဲရတဲ့ဒီတိုက်မဲ့တိုက်ပွဲဆိုတဲ့ပုံပေါ်နေတဲ့အဖွဲ့အစည်းလို့ကျွန်တော်တို့မှတ်ယူတယ်အဲ့တော့လက်ရှိကျွန်တော်တို့ဒီတော်လန်ရေးအင်အားစုထဲမှာအားကောင်းနေတဲ့ပြည်သူလူထုအညာဒေသကမျှော်လင့်နေတဲ့ဗမာ unit အတွက်ကိုတိုက်ပေးနေတဲ့ဆောနာပြောသလို BNI အဖွဲ့စည်းတစ်ခုကိုဒီလိုမျိုးကြီးခင်ဗျားတို့တွေတစ်ဖက်ဆောင်းနေကြီးနဲ့လောက်တာကြီးကတော့တိတ်အဆင်မပြေဘူး BNI အနောက်မှာ EO တွေရှိပါတယ် BNI ဒီအမှန်တရားကိုလုံနေတဲ့ဖော်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်နေတယ် BNI ရဲ့အမှန်တရားကိုဖော်ဆောင်နေတာလှုပ်ဆောင်နေတာဖြစ်တယ် BNI ဒီအမှန်တရားကိုလုံနေတဲ့အဖွဲ့မဟုတ်ဘူးအမှန်တရားကိုလုံနေတယ်ဆိုတာကလုံယူပြီးတော့လူရုပ်တွေစုပြီးတော့လုံယူတဲ့ကိစ္စအဲ့တော့ကျွန်တော်တို့ BNI ကိုတက်ဆိုင်ရာ EO တွေနဲ့တက်ဆိုင်ရာဒေသမှာရှိတဲ့ local တွေကလည်းဝိုင်းရံပေးပါစစ်ရေးရာကျွန်တော်တို့ဒီမတရားဖိနှိပ်ချုပ်ချယ်တဲ့စစ်အာဏာရှင်နဲ့အတူကိုအာဏာရ
အစိုးရလို့သတ်မှတ်ထားတဲ့အာဏာယူတွေကိုပင်လင်မြေပြင်ပေါ်ကနေအပြီးပိုင်းတိုက်ထုတ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့မှတ်ချက်ပြုပါတယ်အဲ့တော့အခုနော်ဒီမနက်ခင်းမှာနေဝင်ပစ်တယ်တဲ့ဝင်ပစ်ပြီဆိုတော့ BNI ကလည်းသူကကြေညာချက်နဲ့အတူသူကစတိုက်မယ်လို့ပြောထားပေမဲ့လည်းဟိုဘက်ကနေစပြီးတော့တိုက်တဲ့အတွက်အခုတိုက်ကြပါပြီအဲ့တော့ BNI ဘက်ကနေရက်တီပေးပါကျွန်တော်တို့ဗမာပြည်သူလူထုတော်တော်များများနော်တိုင်းသားညီကိုမောင်နှမတွေရောသက်ဆိုင်ရာ EAO တွေရောကျွန်တော်တို့အနေနဲ့မျှော်လင့်ပါတယ်သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကလည်းဒီအပေါ်မှာကျွန်တော်တို့မှတ်ချက်ပြုပြီးတော့ကြေညာချက်တွေထုတ်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုတယ်ကျွန်တော်တို့ဒီအမှန်တရားကိုချစ်မြတ်လို့တဲ့အမှန်တရားကိုလိုလားတဲ့အမှန်တရားကိုသိမြင်တယ်ဆိုလို့ရှိရင်တော့တော်လန်ရေးသမားကောင်းတွေပြီးသားကြပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီ BNI ကိစ္စကတော့ဒါအခုလက်ရှိ hot issue ဖြစ်သွားတဲ့ကိစ္စဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပြည်တွင်းရေးကိစ္စတွေနဲ့အတူနောက်ကျွန်တော် live တွေမှာနိုင်ငံရေးသုံးသပ်ချက်တွေကျွန်တော်လာပါမယ်စီရေးသုံးသပ်ချက်တွေလာပါမယ်အခုတော့ BNI ကိုကျွန်တော်တို့ဝိုင်းရံပြီးတော့ရက်တီပေးဆောင်ရွက်ပေးကြပါလို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံတယ်ကျွန်တော်တို့ကမ္ဘာနိုင်ငံရေးရှုပ်ထွေးနေတဲ့အချိန်မှာမြန်မာနိုင်ငံရေးလည်းရှုပ်ထွေးလာပြီအဲ့တော့အဖြူနဲ့အမဲစိတ်နဲ့သူနော်ဖားနဲ့ငါးနဲ့တော်လိုင်းရက်ကွဲလာပြီကျွန်တော်တို့ဒီဘုံရန်သူရဲ့ခြေရာကိုလိုက်တိုင်းနေတဲ့ဘုံရန်သူရဲ့စစ်အာဏာရှင်ရဲ့လုံတုံးလုံလီတွေကိုကိုးကွယ်နေတဲ့မြည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆိုမြည်သည့်လူအဖွဲ့အစည်းမဆိုကျွန်တော်တို့ကပြည်သူလူထုနဲ့တသားတည်းရက်တည်ပြီးတော့အတိအမြင်အမှန်တွေကိုမြင်နိုင်တွေ့နိုင်ပြီးတော့နော်ပြပြီးတော့ကျွန်တော်တို့ကထောက်ပြဝေဖန်ပြီးတော့ကျွန်တော်တို့တွန်းလှန်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်နော်တရားတော်စစ်မှာ BNI အောင်ရမယ် BNI ရရဲဘော်တွေလည်းတရားတော်စစ်ကိုဆင်နွှဲနေတဲ့အတွက်နော် BNI ဒီအောင်ပွဲနဲ့အတူပြန်လာမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့ခင်ဗျားတို့တက်ဆိုင်ရလူကြီးတွေကိုကျွန်တော်မေးချင်တယ်ခင်ဗျားတို့ဒီစစ်ပွဲကိုရပ်ပေးမှလားညှိနှိုင်းဆောင်ရွက်မှလားဆိုတာကျွန်တော်ပြောချင်တယ်ခင်ဗျားတို့စစ်မတိုက်ဘူးဆိုလို့ရှိရင်လည်းဒီတော်လန်ရေးတွေကတရားဝင်နှုတ်ထွက်ကြပါတက်ဆိုင်ရအဖွဲ့အစည်းအသီးသီးကတကယ်လို့ဒီတော်လန်ရေးမှာစစ်မတိုက်ဘူးဆိုရင်ယုံကြည်မှုမရှိဘူးဆိုရင်ခင်ဗျားတို့ပြတ်ပြတ်သားသားရပ်တည်ပါတော်လန်ရေးမှာပြည်သူလူထုဝေဝါအောင်စစ်အာဏာရှင်သဘောကျအောင်ခင်ဗျားတို့မလုပ်ပါနဲ့ကျေးဇူးပြီးတော့ကျွန်တော်တောင်းပန်ပါနဲ့အဲ့တော့ကျွန်တော်တို့လက်ရှိဒီဖြစ်နေတဲ့စစ်အာဏာရှင်ဝမ်းတောင်စစ်အုပ်စုတွေအားရအောင်ခင်ဗျားတို့တွေဒါတက်တက်ပုံဖော်နေကြတာလားဆိုတာကိုကျွန်တော်တို့ယုံမှန်းတန်တရားဖြစ်မိပါတယ်ပြည်သူတွေကလည်း BNI ကိုဝိုင်းရံပေးကြပါလို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်နော်ကျွန်တော်တို့နိုင်အောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကိုနိုင်အောင်ပြောသွားသလိုပဲဘိုးနဂါဟာအမှန်တရားဘက်ကယက်တည်နေတာဖြစ်လို့ပြည်သူတွေအနေနဲ့ BNI ဘက်ကဝိုင်းဝန်းယက်တည်ပေးဖို့တောင်းဆိုထားပါတယ် NUG လူကြီးတွေအနေနဲ့လည်းအောက်ခြေကစောင့်သုံးမကြတဲ့ဘက်ကတချို့ရဲ့လုပ်ရက်ကိုအမြန်ဆုံးညှိနှိုင်းမပေးရင်တော်လန်ရေးအတွက်အင်မတန်အန္တရာယ်ရှိနိုင်ပါတယ်ဘိုးလကားရဲ့နောက်မှာ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်းရှိနေတဲ့ဆိုတဲ့အချက်ဟာအခြေအနေကိုပိုပြီးတင်းမာစေပါတယ်ပြည်သက်ကြီးလည်းဒီပဋိပက္ခအပေါ်ဘယ်လိုမြင်တယ်လဲဆိုတာသုံးသပ်နိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ